ထမဆုံးလက်ကဖြန့်ချင်လဲရတယ်ဆုပ်ချင်လဲရတယ်ကြိုက်တော့လေ 1 2 3 4 cross out and put it down ဒီ6မှာညာဘက်6မှာဆိုရင်ဒီလောက်ကြောင်5 6 7 go 1 2 3 4 5 6 7 8ပြန်ချတာ7မှာပြန်ချ5 6 7 go 1 2 3 4 5 6 7 8 okay 6ကခုံကျင်လဲရတယ်တရုတ်တစ်စိမ်လို့မခုံကျင်လဲဒီလိုလေးနောက်စွာလေးဟုတ်တယ်5 6 7 go 1 2 3 4 5 6 7 8ပြီးတော့အဲ့မထားတဲ့6ကိုအနောက်ကိုပို့မယ်ညာဖက်ပြီးရင်ဘယ်ဖက်ဟုတ်တယ်အနောက်ကိုဆုပ်သွားလိုက် down right left ပခုံးနေရောပါခြင်းပခုံးနေရော right left and right left ညာဘက်ကြည့်ပဲ 8 1 2 3 and yeah 3 and မြန်နေ 5 6 7 go 1 2 3 4 5 6 7 8 1 2 3 and okay ဟုတ်တယ်ပြီးလက်က cross out cross out so 6က left right right left အဲ့တော့အချက်တိုင်းမှာ down ထည့်မယ် left right right left သူကဒီသွားတာကိုအသားပေးရဘယ်လောက်ဝေးသွားနိုင်လဲဆိုတော့အသားပေးရမဟုတ်ဘဲနဲ့ဘယ်လောက်ဒီနားဟာဖြဲနိုင်လဲဆိုတော့နောက်မှဒိုင်းမုံပုံပဲဖြစ်သွားရတယ် left right right left hey what I 5 6 7 go left right right left so we are 3 and 4 5 6 7 8 5 6 7 go 1 2 3 4 5 6 7 8 1 2 3 and 4 5 6 7 8 5 6 7 go 1 2 3 4 5 6 7 8 1 2 3 and 4 5 6 7 8 okay ကြည့်ပြီးသွားပြီဆိုရင်6က down down ဒီလိုအရှိကိုမဟုတ်ဘဲနဲ့ဘေးကိုကားခြင်းဟုတ်တယ်6ကိုပြက်ပြက်လေးထားတော့ down တဲ့အချိန်မှာပထမချက်ကညာဖက်တစ်ချက်ကအနောက် yeah to the right to the back 1 2 kick down kick down up kick down up ပြင်မူးလဲလိုက်ခေါင်းကနေရင်ဆုံးခေါင်းသွားပြတ်မှခန္ဓာကိုယ်ရိုင်မသွားဒီတိုင်းလဲနော်အဲ့ဒါ80 5 6 7 go 1 2 3 4 5 6 7 8 okay ကန်တဲ့နေရာမှာလက်ထည့်မယ်ကန်မယ်ကြံချလက်ပြောင်းမယ်ကန်မယ်5 6 7 go 1 2 3 4 5 6 7 8 ready 5 6 7 go 1 2 3 4 5 6 7 8 1 2 3 and 4 5 6 7 ပြည့်အောက်ချ1 2 3 4 5 6 7 8နောက်ဆုံးဟာက6ကညာဖက် right together left together like Burmese stance right together left together but it has a little twist together twist together အဲ့တော့မတွားရတဲ့6ကဒါမျိုးဆိုရင်ဒီဘက်ကိုသွားမယ်ထွက်မယ်ဝင်မယ်ထွက်မယ်ဝင်မယ်ထွက်မယ်ဝင်မယ်ဒီဘက်လေးလိုပဲထွက်မယ်ဝင်မယ်ထွက်မယ်ဝင်မယ်ထွက်မယ်အဲ့တော့သူ့ရဲ့အလုပ်ကထွက်လိုက်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ပဲသူ့ရဲ့အလုပ်ကလည်းဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဟုတ်တယ်အဲ့ဆို तू ကအဝင် तू ကလည်းအထွက်တစ်ခါတည်းလာမယ်ပြီးရင် तू လည်းဒီနေရာပြန်ရောက်သွားလည်းဒီနေရာပြန်ရောက်ဟုတ်တယ်ဟိုဘက်6လည်းအဲ့လိုပဲ तू ကဒီဘက်ကိုသွားမယ်သူ့ရဲ့တောင်းဝင်အနောက်ကိုသွားရမယ်အနောက်ကိုအဲ့ဒါကိုတပြိုင်နက်ထဲလုပ်မယ်တွေ့ဟုတ်တယ်ပြန်စုအဲ့လိုပုံစံအဲ့ဆိုရင်6က right and left and လူလေးကလည်းဟိုဘက်ကိုရွေ့သွားမယ် right and left and ဆိုလက်ကဆွဲမယ်ရင်ဘတ်နားမှာဆွဲမယ်5 6 7 go 1 2 3 4နောက်တစ်ခါ5 6 7 go 1 2 3 4ဟုတ်တယ်5 6 7 go 1 2 3 4 5 6 7 8 1 2 3 and 4 5 6 7 8
1 2 3 4 5 6 7 8 so 1 2 3 4 okay music 5 6 7 go 2 3 4 5 6 7 8 1 2 3 and 4 5 6 7 8 1 2 3 4 5 6 7 8 1 2 3 4